Hi everybody, so this is my last episode of the power of questions and it's a very beautiful question, so you should definitely ask yourself. Now that the go meeting and me kunli rita sharing lo rete ma di hali aro last episode ba no, so di ni ye me kunli ka me lai dai ma ko positive feelings, positive actions တွေကိုပေးစီတဲ့မိခွန်းလေးဖြစ်တဲ့အဲကြောင့်မလို့တေချာလေးကိုမေးတဲ့နဲ့သုံးသပ်တဲ့မိခွန်းလေးဖြစ်တယ် and the question is what would my future self want me to do right now ဒီနေရာမှာ future self ဆိုတာကကိုအနာဂတ်မှာဖြစ်လာမဲ့လူပေါ့နော်ဒါကိုရဲ့ goal နဲ့ဆိုင်တယ်ဥပမာဆိုရင်ကိုရဲ့အနာဂတ်မှာကိုက motivational speaker ဖြစ်ချင်တယ်ဒါသူများအားပေးတဲ့ဒီတကယ်ကိုအောင်မြင်တဲ့ motivational speaker ဖြစ်ချင်တယ်ဆိုရင်ဒါ future self ဆိုတာကကိုက motivational speaker ပေါ့နော်ဆိုတော့ဒီနေရာမှာ future self ကိုရဲ့အနာဂတ်လူလို့သတ်မှတ်ရအောင် so what would my future self want me to do right now သဘောကငါရဲ့အနာဂတ်လူကငါအခုဘာတွေကိုလုပ်စေချင်မလဲအဲဆိုကိုရဲ့အနာဂတ်လူက motivational speaker ဆိုရင်အဲ့ဒီလူကအခုလက်ရှိမှာဘာတွေလုပ်စေချင်မလဲဘာတွေလုပ်ဖို့ဘယ်လိုအရာတွေကိုရွေးချယ်မလဲဘယ်လို action မျိုးလုပ်ဆောင်မလဲပေါ့နော်ဆိုတော့ဒါလေးကလည်း future ကိုသွားပြီးတော့မှဒီနေ့ present ကိုပြန်ကြည့်ခိုင်းတဲ့ပုံစံလေးပေါ့နော်ပြောင်းပြန်တွေးခိုင်းတဲ့ဟာလေးပြီးတော့အရန်ကိုအကျိုးရှိတယ်ဘာလို့လဲဆိုတော့လူတိုင်းမှာကို future မှာဘာဖြစ်ချင်လဲဆိုတာရှိကြတယ်ဒါပေမဲ့အခုလက်ရှိမှာဘာလုပ်ရမလဲဆိုတာမသိတဲ့အခါမှာကိုကမြင်အောင်ကြည့်ပေါ့နော်ကိုကအနာဂတ်မှာ motivational speaker ဖြစ်ချင်ရင်အဲ့ဒီလူကိုမြင်အောင်ကြည့်မယ်အဲ့ဒီလူကအခုလက်ရှိမှာဘာတွေလုပ်နေမလဲဘယ်လို action မျိုးယူနေမလဲဆိုတော့အဲ့လိုလေးတွေးတာအရန်ကိုအကျိုးရှိစေတယ်ပေါ့နော်ပြီးတော့ဒီမိခွန်းလေးကို support ပေးစေတဲ့ဒါအောင်မြင်ကြော်ကြားနေတဲ့လူတွေပြောလေးရှိတဲ့စာကြောင်းလေးရှိတယ်အဲ့ဒါက act as if you already become that personကိုကအဲ့ဒီလိုဖြစ်ပြီးသွားပြီဆိုတော့စိတ်မျိုးနဲ့အများအားနေထိုင်ပါတယ်ဆိုတော့ကိုရဲ့ dreams ပေါ့နော်ကိုကအနာဂတ်မှာဘာဖြစ်ချင်တာလဲဆိုတော့ကိုရဲ့ဖြစ်ချင်တဲ့အလိုအဲ့ဒီလိုကကိုအခုလက်ရှိမှာအဲ့ဒီလိုကိုဖြစ်သွားပြီခုနဆိုရင်ကိုက motivational speaker ဖြစ်ချင်တယ်ဆိုတော့လက်ရှိမှာကိုက motivational speaker ဆိုတဲ့စိတ်မျိုးနဲ့နေထိုင်လို့ရှိရင်ကိုကအကောင်းဆုံးလုပ်နိုင်တယ်ပေါ့နော်လက်ရှိမှာအကောင်းဆုံးတွေကြိုးစားနိုင်တယ်ဒါ positive feelings တွေ positive action တွေယူနိုင်တယ်ပေါ့နော်ဆိုတော့ act as if you already become that person and I want to give you two simple examples how I use this question and also this sentence for my personal life နော်ဒီမိခွန်းလေးနဲ့ဒီစာကြောင်းလေးကိုလက်တွေ့ဘဝမှာကျွန်မဘယ်လိုသုံးချနေလဲဆိုတာတစ်ချက် sharing လုပ်ပေးချင်တယ်ပေါ့နော်အဲ့ဒါမှကိုအတွက်ကိုဘယ်လိုသုံးချရင်ကောင်းမလဲဆိုတာလေးဆက်ဆက်လို့ရအောင်ပေါ့ so the first one is I am a teacher and I love sharing အဲ့ဆိုတော့ကိုဆရာမလေးလုပ်နေတယ်ဒီလို sharing လုပ်ရတာလေးဝါသနာပါတယ်ဆိုတော့ future မှာကိုဖြစ်ချင်တဲ့အရာတွေထဲမှာတစ်ခုကတချင်းကြားလို့ရှိရင်ဒါ younger generation တွေအတွက်ဒီလိုပေါ့နော်ခုန motivational speaker လို့ပေါ့ဒါအကျိုးရှိစေမဲ့ message တွေသူတို့ဘဝတိုးတက်ရေးအတွက်အကျိုးရှိစေမဲ့ message တွေကို confidence ရှိအောင်မြင်နဲ့ sharing လုပ်တဲ့သူဖြစ်ချင်တယ်ဆိုတော့ကိုကအဲ့ဒီလိုဖြစ်ချင်တဲ့အခါကျတော့အများရန်ကိုဒီလိုလေးတွေလုပ်ချင်ပြီဆိုရင်ကိုအများရန်အဲ့ဒီစိတ်ကိုသွင်းနေပေါ့နော်ကိုကဒီလိုဖြစ်နေပြီကိုရဲ့မျက်စိထဲမှာကလူတွေကိုအကျိုးပြုနေတဲ့ဒါ speaker တယောက်အနေနဲ့ကိုကစိတ်သွင်းထားတဲ့ခါကျတော့အခုနာမိခွန်းပေါ့နော်ကိုကအနာဂတ်မှာအဲ့ဒီလိုဖြစ်ချင်နေဆိုတော့အဲ့ဒီလူကအခုလက်ရှိမှာဘာတွေလုပ်နေမလဲကိုတတ်တဲ့ဟာနဲ့လိုက်စပြီးတော့မှ sharing လုပ်မှာပဲဆိုတော့ဒီလိုလေးတွေ sharing လုပ်တယ်ဆိုတာလဲတက်လွန်းလို့လည်းမဟုတ်ဘူး confidence ရှိလို့လည်းမဟုတ်ဘူးเนาะဒါပေမဲ့တစ်ဖက်မှာကိုကတချင်းချင်းကြားလို့ရှိရင်အဲ့လိုအကျိုးဖြစ်စေမဲ့ successful speaker ဖြစ်ချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီစိတ်နဲ့ကိုကအခုဘာတွေလုပ်နေမလဲအဲ့ဒီလူကအခုဘာတွေလုပ်နေမလဲဆိုတော့စိတ်လေးနဲ့ကိုမေးပြီးတော့မှအဲ့ဒီလူကကိုဖြစ်သွားပြီဆိုတော့စိတ်လေးသွင်းပြီးတော့မှဒီလိုလေးတွေကိုတတ်နိုင်တဲ့ဟာလေးတွေရတဲ့အချိန်လေးမှာနည်းနည်းချင်းစီပေါ့နော်စားလုပ်တယ်ပေါ့ဆိုတော့ဒါမိခွန်းလဲဖြစ်တယ်လို့ခုနဒါဖြစ်ပြီးသားလူအနေနဲ့နေတဲ့ခါကျတော့လက်တွေ့မှာအကောင်းဆုံးလုပ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ work out လုပ်တာလေ့ကျင့်ခန်းလုပ်တာပေါ့နော်လေ့ကျင့်ခန်းကတော့အစားကတော့ကိုဝေးကြဖို့တွေလုပ်ခဲ့ပြီးမြအခုကတော့ဘယ်လိုဖြစ်လာလဲဆိုရင်ကိုအသက်ရလာရင်လည်းအများရန်ကျန်းမာမာနဲ့တွတ်လဲနဲ့တက်ကြွနဲ့နေချင်တယ်ဆိုတော့ကိုဖြစ်ချင်တာကအနာဂတ်မှာအဲ့လိုအသက်ကြီးလာရင်လည်းကိုတက်ကြွဖြက်လဲနဲ့ကိုနေချင်တယ်အဲ့လိုကိုရဲ့ work out တွေကသူများကိုmotivation ပေးနိုင်တဲ့လူဖြစ်ချင်တယ်ပေါ့နော်ကိုအနာဂတ်မှာဖြစ်ချင်တာကဆိုတော့မနေ့ work out လုပ်လို့ရှိရင်ကိုကတယောက်ထဲတာလုပ်နေတာကိုရဲ့မျက်စိထဲမှာကလူအများကြီးကိုက motivation ပေးပြီးတော့မှလူအများကြီးကိုနဲ့အတူဆွဲခေါ်နိုင်တဲ့လူကိုမြင်နေပေါ့နော်ဆိုတော့ပြင်းတဲ့နေ့ဆိုရင်လည်းငါ future လူကဖြက်လက်နဲ့ကျန်းမာနဲ့ fit ဖြစ်နေတဲ့လူဖြစ်ချင်တယ်ဒါပေမဲ့အခုလက်ရှိမှာကပြင်းနေလို့မဖြစ်ဘူးဆိုတော့ခုနမေးခွန်းနေပေါ့နော်ကိုဖြစ်ချင်တဲ့အနာဂတ်ကလူကအခုဘာလုပ်နေမလဲအဲ့တော့ကိုအနာဂတ်မှာဖြစ်ချင်တဲ့လူကအခုလက်ရှိမှာပြင်းနေမှာမဟုတ်ဘူးအချိန်ဖြုံးနေမှာမဟုတ်ဘူး right အဲ့ဒါဆိုရင်ကိုဘာလို့အချိန်ဖြုံးနေမှာလဲဆိုတော့ဒီမေးခွန်းလေးကအဲ့လိုမေးလို့ရှိရင်ကခုနတော့ပြောလို့ positive feeling ပဲရစီတယ်ပေါ့နော်ကိုအနာဂတ်မှာဖြစ်ချင်တဲ့လူကိုမြင်အောင်ကြည့်လိုက်အဲ့ဒီလူကိုဖြစ်သွားပြီလို့ခံစားချ
ချက်တွင်းကြည့်လိုက်အခုလက်ရှိမှာသူဘာတွေလုပ်နေမလဲအဲ့တော့ဒီလိုလေးတွေးတတ်တဲ့လူကလက်ရှိမှာသူတို့လုပ်တဲ့မြတ်ကိုအကောင်းဆုံးလုပ်တယ်အချိန်မဖြုံးဘူးမပြင်းဘူးပြင်းတဲ့အချိန်တွေဆိုရင်လည်းကိုမေးတယ်ပေါ့နော်ငါရဲ့အနာဂတ်လူကငါ့ကိုဘာလုပ်စေချင်မလဲပြင်းနေမလားဒါတွေလုပ်စေချင်နေမလားငါအနာဂတ်မှာဖြစ်လာမဲ့လူကဒါတွေမလုပ်လို့ရှင်အခုလက်ရှိမှာငါဘာလို့လုပ်နေမှာလဲဆိုတော့အတွေးမျိုးပေါ့နော်ဆိုတော့ဒီမိခွန်းလေးကမေးလိုက်တိုင်းမှာကို motivate ပေးတယ်ကိုလုပ်တဲ့ action တွေလုပ်အောင် positive energy တွေပေးတယ်ပေါ့နော်ဆိုတော့ဒီမိခွန်းလေးလည်းမိတက်လို့ရှိရင်တော့ကိုအတွက်ကိုအရင်အကျိုးရှိစေမယ့်မိခွန်းလေးဖြစ်တယ် so take your time and ask yourself who do you want to become in the future and what would that future self want you to do right now အနာဂတ်မှာဘာဖြစ်ချင်တာလဲပြီးရင်အဲ့ဒီလိုကကိုဖြစ်နေပြီလို့စိတ်သွင်းလို့ရှိရင်အခုလက်ရှိမှာသူဘာတွေလုပ်နေမလဲအဲ့ဒါဆိုရင်တော့ကိုမပြင်းတော့ဘူးအချိန်ပြည့်ဖြုံးနေမှာမဟုတ်ဘူးအများရန်ပဲကိုလုပ်တဲ့ဟာကိုမမှန်ကန်ကန်ရွေးချယ်လုပ်တတ်မယ်ပေါ့နော် and I hope this video and all other episodes have helped you to improve yourself to ask yourself great questions အဲ့တော့ဒီအရှိရဗီဒီယိုတွေနဲ့ဆိုရင်တော့ဒါကိုမေးတဲ့ဒီမိခွန်းလေးတွေကခုနှစ်ခုပေါ့နော်ဆိုတော့ဒီမိခွန်းလေးတွေကိုကိုမေးပြီးတော့မှအသုံးချတတ်မယ်လို့မျှော်လင့်ပါတယ် and thank you for watching and I will see you in my next sharing God bless you all